ဒီမွေးတော့လက်ဆောင်မဲ့ပေးကိုရိုင်းမဲ့တုံတလုံးနဲ့ရှိုံနဲ့လုံလောက်ပြီးပြည့်စုံပြီး perfect ဖြစ်ပြီးဆိုပြီးတော့ဖြစ်သွားလိမ့်မယ်တခြားရေမွေးတောင်မှဝယ်နေစရာမလိုတော့တဲ့အထီကိုသူကပြည့်စုံမှုကိုရစေလိမ့်မယ်ဂုံတေရှိလူကြီးမင်းနေဆွတ်တဲ့ရေမွေးပေါ့ Blue Ration နဲ့ EDP ဆက်နေရသည်လုံးဘလိုရာသီဥရုမဆိုဆွတ်လို့အဆင်ပြေတယ်နောက်ပြီးတော့အနှမ်းပုံစံကြီးရလေဗျာနောက်ထပ်နှစ်တွေ10ကြီးကြာသွားရင်တော့မှဘယ်တော့မှရိုးသွားမှအနှမ်းမဟုတ်ဘူးအသက်အရွယ်အလက်ပိုင်းနေနဲ့ဆိုတော့တော်ကြီးကိုအဆင်ပြေတဲ့အနှမ်းဗျာဟိုစီးပွားရေးလုပ်ငန်းရှင်အချင်းချင်းတယောက်နဲ့တယောက်လက်ဆောင်ပေးကြမယ်ဆိုရင်ဒီလိုမျိုးအနှံ့လေးရွေးချယ်ပြီးတော့ပေးတဲ့နဲ့မကြိုက်ဘူးဆိုတဲ့သူခက်ရှားရှားပဲဗျလက်ဆောင်ပေးလို့တော်လေးကိုတင့်ပြီးတော့တော်လေးကိုအကြိုက်များတဲ့ရင်မွေးနောက်ပြီးတော့ Chanel ဆိုတော့ brand လည်းမြင့်တယ်လူရှိန်နေဗျာအနည်းဆုံးပြောရမယ်ဆိုဒီဇိုင်နာထဲမှာဆိုသူကဈေးကြီးဆုံးပဲနံပုံစံကတော်လေးငြိမ်နေလို့ပြောလို့ရတယ် fresh လည်းအရန်ဖြစ်တယ်ဗျာစိတ်ကိုလန်းလန်းဆန်းဆန်းလည်းရှိစေတယ်နောက်ပြီးတော့သူ့ရဲ့ပုံစံ gentleman ဆန်တဲ့ type ကိုပေးထားတာဗျအနံလေးက25အထက်အသက်လက်ပိုင်းနေနောက်ပြီးလူကြီးပိုင်းနေစွတ်ဖို့ပို့ပြီးတော့ recommend ပေးခြင်းတယ်အသက်ငယ်တယ်ဆိုရင်ဒီလိုအနံမျိုးနဲ့ကျွန်တော်စိတ်ထဲမှာတော့တိတ်မလိုက်လို့ခံစားရတယ်အပြင်သွားရင်ရေမွေးလေးစွတ်လိုက်ရမှဆိုတဲ့သူတွေအတွက်နေရာတိုင်းချိန်ခါတိုင်းအတွက်လုံးဝပါဖက်ဖြစ်နေစေမဲ့တကဘာလုံးကလည်းတိမှတ်ပြူပြီးတော့အရန်ကြိုက်ကြတယ်လူကြိုက်အများဆုံးအနက်လို့တောင်ပြောလို့ရတဲ့ Blue Ration နဲ့ ATP